မြန်မာနိုင်ငံရှိတဲ့လူအဖွဲ့အစည်းတွေဒီပင်မမီတောင်းဝင်ပြီးကြက်မပြေတဲ့လူအဖွဲ့အစည်းလို့ယူဆနေတာအဲ့လိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာလူဖွဲ့စည်းရနေပြီးတော့ဒီရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘဲနဲ့အတင်းကျပ်လှုံ့ဆော်နေတယ်လို့ဝေဖန်နေပါတယ်။အဲ့ဒီဝေဖန်မှုအပေါ်မှာဗာမြန်ပြောချင်ပါလေ။နောက်ပြီးတော့ဒီရွေးကောက်ပွဲအဲ့ဒီဝေဖန်မှုကဘယ်လိုများထင်ပါလဲပေါ့နော်။နောက်ပြီးတော့ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ထင်ပါသလားရှင်။တော်ညစ်တဲ့စကားလုံးပဲလို့ပြောရမှာ။ဒါပေမဲ့မိကုန်းထုတ်တာအောက်ဘီကဲအဲ့ဒါဆိုရင်ကျွန်တော်ပြောချင်တာအမကနိုင်ငံတကာလူအဖွဲ့အစည်းဆိုရဲ့ဆန်နှုံးကဘာလဲဟိုအမပြောတဲ့နိုင်ငံတကာလူအဖွဲ့အစည်းဆိုရဲ့ဆန်နှုံးကဘာလဲအဲ့တော့ NHK သတင်းဌာနသတ်မှတ်ထားတဲ့နိုင်ငံတကာလူအဖွဲ့အစည်းဆိုတာကဘလို့ဆန်နှုံးလဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကပြန်မိကုန်းထုတ်ချင်တာဟုတ်ကျွန်တော်မြန်မာနိုင်ငံကအဖွဲ့အစည်းတွေက NHK ကပေးမမီတောင်းဝင်ပြီလို့ခင်ဗျားတို့ယူဆနေတာကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့လူအဖွဲ့အစည်းတွေဒီပင်မမီတောင်းဝင်ပြီးကြက်မပြေတဲ့လူအဖွဲ့အစည်းလို့ယူဆနေတာအဲ့လိုတော့မဟုတ်ဘူးနဲ့တူတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ပြောချင်တာဒီလိုယူဆတယ်ဆိုရင်အဲ့ဒီယူဆပထမဆုံးပြင်ပေါ့ဗျာပြင်လို့ပြောချင်တယ်ရွေးကောက်ပွဲကိုအတင်းကျပ်လုပ်နေလို့ပြောရွေးကောက်ပွဲအတင်းကျပ်လုပ်ရအောင်ခင်ဗျားတို့ကျွန်တော်လည်းမြင်နေတာပဲပြည်သူလူထုလည်းမြင်နေတာပဲရွေးကောက်ပွဲကိုအတင်းကျပ်မင်းဒုံးနဲ့ရိုက်ပြီးမင်းလဲမဲလာမထဲလို့မနေရရွေးကောက်ပွဲမှာမင်းမထောက်ခံမနေရကျွန်တော်မလုပ်ပါဘူးလုပ်เสียရလဲအကြောင်းမရှိဘူးဒီမှာလည်းကျွန်တော်နေ့စဉ်ထုတ်တော့နေတာပဲရွေးကောက်ပွဲကိုပြည်သူလူထုတွေဘလောက်လိုလားတယ်ဆိုတာလဲရှိပါအဲ့တော့ကျွန်တော်မငင်းပါဘူးမလိုလားတဲ့ပြည်သူလူထုတွေရှိမှာပေါ့ဒါပဲလိုလားတဲ့ပြည်သူလူထုကတော့ပိုပြီးများလိမ့်မယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကတော့ရွေးကောက်ပွဲကမြန်မာနိုင်ငံအတွက်လုပ်တာလေကျွန်တော်မြန်မာပြည်သူလူထုအတွက်လုပ်တာရွေးကောက်ပွဲကနိုင်ငံတကာအတွက်လုပ်ပေးတာမှမဟုတ်တာမြန်မာနိုင်ငံမှာအစိုးရပေးဖို့လုပ်တာပဲ international အစိုးရအတွက်ကျွန်တော်ရည်မှန်းပြီးလုပ်တာအဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ကျွန်တော်ပြောတာရွေးကောက်ပွဲသည်မြန်မာပြည်သူလူထုကိုဗဟိုပြုတဲ့ရွေးကောက်ပွဲဖြစ်တယ်မြန်မာပြည်သူလူထုမဲပေးနိုင်ဖို့ပဲအရေးကြီးတယ် international ကဂျင်းတာတွေမဂျင်းတာတွေကျွန်တော်အရေးမဟုတ်ဘူးနော်ကျွန်တော်ရွေးကောက်ပွဲကိုကျွန်တော်နဲ့မိတ်ဖက်နိုင်ငံတွေကကူညီပေးနေတာရှိတယ်ထောက်ခံပေးနေတာရှိတယ်ဘလို့အကူအညီပေးရမလဲဆိုတော့မြန်မာနိုင်ငံကောင်းရကောင်းကျိုးကိုလိုလားပြီးဆောင်ရွက်နေတာရှိတယ်အဲ့တော့အပြစ်တင်နေတဲ့သူတွေကအပြစ်တင်နိုင်ပါတယ်နော်ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့ဒါပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ရင်ကျွန်တော်တို့ဆောင်ရွက်သွားပါမယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေးကိုမလွဲမသွေဆောင်ရွက်သွားပါမယ်တရားမျှတမှုရှိမရှိဆိုတော့ရွေးကောက်ပွဲမှာ300လုံးကိုကြည့်တာပေါ့ရွေးကောက်ပွဲရဲ့တင်ကူးအခြေအနေမှာဘယ်လိုလုပ်ခဲ့လဲရွေးကောက်ပွဲလုပ်တဲ့အချိန်မှာဘယ်လိုလုပ်ခဲ့လဲရွေးကောက်ပြီးတဲ့အချိန်မှာဘယ်လိုလုပ်ခဲ့လဲဒီ300လုံးကိုလုပ်ပြီးမှပေါ့နော်ဟိုသုံးသပ်တာကောင်းပါတယ်ဘာမှမလုပ်ရသေးပဲနဲ့ဘာမှတော့မလုပ်ရသေးပဲနဲ့တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးတော့တရားမမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုတာတော့ဒါဒီတရားနီးလန်းကြတဲ့ဟောနော်ဆုံးဖြတ်ချက်မျိုးသုံးသပ်ချက်မျိုးမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါရှင်